Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးကချင်းချင်းစစ်ဆက်9ရင်းလေးချက်စားမှာဖြစ်ပါတယ်ရှင်ကဲချင်းချင်းစစ်ဆက်9ရင်းလေးဘယ်လိုချက်မလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ရှင်ကဲပထမဦးဆုံးငရုတ်ကြီးထောင်းထားတာလေးကိုစီတက်ပါမယ်ရှင်စနင်းမုံလေးနဲ့ငပြားရည်လေးနဲ့ထည့်ပြီးတော့တက်ပေးပါမယ်နော်ကဲငပြားရည်လေးနဲ့ချက်ပြီးတော့မှုလာပြီဆိုရင်တော့ငါးလေးတွေကိုထည့်ပါမယ်ရှင်အပြုံးကတော့ငခုကိုအသုံးပြုထားပါတယ်ရှင်ကဲချုံမုံလေးနဲ့ငယ်ထည့်ပြီးတော့ငကူလေးတွေကိုစီပြန်လာတဲ့ဒီလုံးကျက်လေးချက်ပေးလိုက်ပါမယ်နော်ကဲငကူလေးတွေလည်းရတာဝင်ပြီးတော့စီပြန်လာတဲ့ဒီချက်ပေးလိုက်မယ်နော်ကဲငါးလေးတွေကလည်းစီပြန်လာပြီဆိုရင်တော့ငရုတ်သီးစိမ့်လေးနဲ့မကြီးရွယ်နှွင်ထားတာလေးတွေကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့အနည်းငယ်နွမ်းသွားတဲ့အထိချက်ပေးလိုက်ပါမယ်နော်ကဲမကြီးရလေးတွေလည်းနွမ်းသွားပြီဆိုရင်တော့ရေထည့်လိုက်ပါမယ်ရှင်ကဲရေထည့်ပြီးပြီဆိုရင်တော့ဆူလာတဲ့အထိတည်ပေးလိုက်ပါမယ်နော်ကဲအပြုံးကတော့အရသာလေးနဲ့ငယ်ပေါ်လို့စားလေးနဲ့ငယ်ထည့်ပေးလိုက်ပါတယ်ရှင်ကဲရေလေးကလည်းမိမိလိုတဲ့အနေထားရပြီဆိုရင်တော့အရန်ကိုရတာရှိတဲ့ချင်းချင်းဆက်ဆက်ငါးဟင်းလေးရပါပြီရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတ